ရခဒီတာစစ်မြေပြင်တွေမှာအကျန်းဖတ်စစ်ကောင်စီတပ်ဟာစစ်ရေးရအရေးနှိမ်လာတာနဲ့အမျှအခုနောက်ပိုင်းမှာထူးထူးခြားခြားရရအစီမံတွေကိုအကြီးအကျယ်အားကိုးလာနေတာတွေ့ရပါတယ်။တည်င်းမင်းတွေရဲ့အဆိုအရကြောက်ဖြူစစ်တွေပါဝင်မကွေးပကူးနဲ့အေရာဝတီတိုင်းရဲ့တက်ရင်တွေမှာအုံပွဲငှက်ပြောပွဲတွေနဲ့နက်ရုပ်တုတွေကိုအတုံးပြုပြီးရရခြေဓာတွေခက်စိတ်စိတ်ပြုတ်လုပ်လာတယ်လို့သိရပါတယ်။ဒါဟာAA ရဲ့ထိုးစစ်ကိုကြောက်လန့်ပြီးအကာအကွယ်ရဖို့နီးမျိုးစုံနဲ့စူးစမ်းနေတာလည်းဖြစ်ပါတယ်။စစ်မြေပြင်မှာတေဆုံးကြံရစ်တဲ့စစ်ကောင်စီစစ်သားတွေရဲ့အတုံးဆောင်တွေထဲမှာရခင်ကထက်ပိုမိုများပြားတဲ့အဆောင်ရောင်တွေကိုတွေ့ရှိနေရပါတယ်။နှိဆက်လီပစ္စည်းစာရွက်တွေသာသနာအလံတွေဘူဘူအောင်ရုပ်တုတွေနဲ့အမျိုးသမီးထမိစီတွေကိုပါအဆောင်အဖြစ်တည်ဆောင်လာကြတာပါ။ဒါအပြင်ရန်ကုန်မြို့ကနေရန်ကာဖျား၄စုကိုစစ်တွေမျိုးလောကနန္ဒာဖျားစီပြင့်ဆောင်ပြီးအရက်လေးမျက်နာကိုမျက်နာမူကာရရလို့ပူဇော်ထားတာတွေလည်းရှိနေပါတယ်။တရင်တွေထဲမှာလည်းဗရိပဋ္ဌာန်းရွတ်တာထက်အစီမံတွေကိုသာပိုမိုအာယုံစိုက်နေကြတာပါ။စစ်ကျွမ်းကျင်သူတွေကတော့စစ်ကောက်စီတပ်သားတွေဟာစစ်တိုက်ဖို့စိတ်ဓာတ်ပိုင်းဆိုင်ရာပြက်ပြားနေလာကြောင်းအခုလိုအယူသီးမှုတွေကိုသာအားကိုးပြီးထွက်ပေါက်ရှာနေကြတာလို့သုံးသပ်နေကြပါတယ်။